ဇလန်လေးရဲ့အစမှာတော့ဂွန်းကမီတိုစီကိုပြန်လာခဲ့ပါတယ်။မီတိုကတော့ဂွန်းပြန်ရောက်လာတာကြောင့်ဝမ်းသာနေခဲ့ပါတယ်။သူမကဘိုးဖြူကိုလည်းနှုတ်ဆက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့မီတိုကဂွန်းကိုပြန်လာတာကိုအကျိုးမပြောတဲ့အတွက်အပြစ်တင်နေခဲ့ပါတယ်။မီတိုကဂွန်းကိုသူမစားစရာလုပ်နေတဲ့အချိန်ရေရင်ချိုးဖို့ပြောခဲ့ပါတယ်။ဂွန်းကခဏနေခြင်းသေးပေမဲ့မီတိုကိုကြောက်တာကြောင့်ချက်ချင်းပဲပြင်ဆင်ခဲ့ပါတယ်။ဘိုးဖြူကတော့ဒါကိုကြည့်နေပြီးတော့သူမကအမြဲဒီလိုပဲလားလို့မေးနေခဲ့ပါတယ်။အဲဒီနောက်ဂွန်းကဘိုးဖြူကိုပါခေါ်ပြီးတော့ရေသွားချိုးခဲ့ပါတယ်။အချိန်အတော်ကြာမှအိမ်ကိုပြန်ရောက်လာတာကြောင့်ဂွန်းကတော့ကျေနပ်နေခဲ့ပါတယ်။အဲဒီနောက်သူတို့ကထမင်းဝိုင်းမှာအတူထိုင်ခဲ့ကြပါတယ်။မီတိုကတော့ဘိုးဖြူကိုအားရပါရစားဖို့ပြောခဲ့ပါတယ်။အဲဒီနောက်နှစ်ယောက်သားမီတိုချက်ထားတဲ့စားစရာတွေကိုအားရပါရတွေ့ကြပါတော့တယ်။မီတိုကတော့ပျော်နေတဲ့ဂွန်းတို့ကိုကြည့်ပြီးတော့ကျေနပ်နေခဲ့ပါတယ်။အဲဒီချိန်ဂွန်းကမီတိုကိုသူ့ရဲ့ဟန်တာလိုင်စင်ကိုပြခဲ့ပါတယ်။မီတိုကလိုင်စင်ကိုယူကြည့်ပြီးတော့ချိုးကြည့်နေတာကြောင့်ဂွန်းကလန့်သွားခဲ့ပါတယ်။ဂွန်းကလိုင်စင်ကိုပြန်ယူပြီးတော့တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲလို့ပြောနေခဲ့ပါတယ်။အဲဒီနောက်ဂွန်းကမီတိုကိုဘိုးဖြူကိုကျွန်းကိုလိုက်ပြလိုက်ဦးမယ်လို့ပြောခဲ့ပါတယ်။မီတိုကစားစရာတခုခုယူသွားဖို့ပြောပေမဲ့ဂွန်းကတော့စားစရာကိုတောထဲမှာပဲရှာလိုက်မယ်လို့ပြောခဲ့ပါတယ်။နှစ်ယောက်သားအပြင်ကိုပြေးထွက်သွားခဲ့ပြီးတော့ကျွန်းကိုလှည့်ပတ်နေခဲ့ပါတယ်။ဂွန်းကဘိုးဖြူကိုကျွန်းရဲ့နေရာအနှံ့ကိုလိုက်ဖို့ပေးခဲ့ပါတယ်။အဲဒီနောက်သူတို့ကငားများပြီးတော့ငားကိုမိခင်စားခဲ့ကြပါတယ်။တစ်ဖက်မှာတော့အဖွားကခုထိပြန်မရောက်လာသေးတဲ့ဂွန်းတို့ကိုစိတ်ပူနေခဲ့ပါတယ်။မီတိုကတော့ဂွန်းတို့အတွက်စားစရာယူသွားပေးမယ်လို့အဖွားကိုပြောခဲ့ပါတယ်။အဲဒီချိန်ဂွန်းတို့ကကြောက်ကမ်းမတစ်ခုမှလဲနေခဲ့ပါတယ်။ဘိုးဖြူကတော့ဂွန်းကိုမင်းဘာဆက်လုပ်မလဲလို့မေးနေခဲ့ပါတယ်။ဂွန်းကတော့ကျွန်းပေါ်မှာအနားယူပြီးတော့သူ့အဖေကိုသွားရှာမယ်လို့ပြန်ပြောခဲ့ပါတယ်။ဂွန်းကဘိုးဖြူကိုမင်းကရောလို့မေးလိုက်ပါတယ်။ဘိုးဖြူကတော့သူ့မှာဂွန်းလိုဖြစ်ချင်တဲ့အရာမရှိဘူးလို့ပြောခဲ့ပါတယ်။ပြီးတော့သူကမိသားစုရဲ့အမွေဆက်ခံသူလည်းမဖြစ်ချင်ဘူးလို့ပြောခဲ့ပါတယ်။ဒါကြောင့်ဂွန်းကဘိုးဖြူကိုသူနဲ့အတူနေဖို့ပြောခဲ့ပါတယ်။ဂွန်းကဘိုးဖြူကိုမင်းကပထမဆုံးတက်တူရွယ်တူတငယ်ချင်းပဲလို့ပြောခဲ့ပါတယ်။ဘိုးဖြူကဂွန်းကိုမင်းရဲ့အမေကရောလို့ပြောခဲ့ပါတယ်။ဂွန်းကငငယ်လေးကသူ့ကိုစောင့်ရှောက်လာတာကြောင့်သူ့အမေကိစ္စကိုမီတိုကိုမမေးချင်ဘူးလို့ပြောခဲ့ပါတယ်။မီတိုကသူ့အတွက်အမေပဲလို့ပြောခဲ့ပါတယ်။ဘိုးဖြူကလည်းသူလည်းမီတိုလိုအမေမျိုးလိုချင်တယ်လို့ပြောခဲ့ပါတယ်။တစ်ဖက်မှာတော့မီတိုကဂွန်းနဲ့ဘိုးဖြူရဲ့စကားတွေကိုကြားပြီးတော့ကျေနပ်နေခဲ့ပါတယ်။အဲဒီနောက်သူတို့ကပြန်လာပြီးတော့ဘိုးဖြူကအိယာခင်းနေခဲ့ပါတယ်။ဂွန်းကတော့မီတိုကိုပကံတွေကူပြီးတော့သိမ့်ပေးနေပါတယ်။မီတိုကဂွန်းကိုအိမ်မှာဘယ်လောက်နေမလဲလို့မေးနေခဲ့ပါတယ်။ဂွန်းကတော့တလသာနေမှဖြစ်ပြီးတော့ပြီးရင်အဖေကိုသွားရှာတော့မယ်လို့ပြောခဲ့ပါတယ်။ဂွန်းရဲ့စကားကြောင့်မီတိုကဂွန်းအတွက်ဘောက်တစ်ခုကိုယူလာပေးခဲ့ပါတယ်။ဒါကဂွန်းအတွက်သူ့အဖေချင်းကပေးခဲ့တာပါ။မီတိုကဂျင်ကသူ့ရဲ့အကိုဝမ်းခွဲလို့ပြောပြခဲ့ပါတယ်။ဂျင်ကငငယ်တဲ့ကဟန်တာတယောက်ဖြစ်ချင်ခဲ့တာပါ။တရက်မှာတော့ဂျင်ကဟန်တာဆောင်မှုဘက်ကိုဖြေဖို့ထွက်သွားခဲ့ပါတယ်။အဲ့ဒီတည်းကဂျင်ကပျောက်သွားခဲ့တာပါ။ဒါပေမဲ့နေ့တော်ကြာမှာတော့ဂျင်ကဂွန်းနဲ့အတူပြန်ရောက်လာခဲ့ပါတယ်။ပြီးတော့သူကမီတိုကိုဂွန်းကိုစောင့်ရှောက်ပေးဖို့ပြောကပြန်ထွက်သွားခဲ့ပါတယ်။မီတိုကဂျင်ရဲ့အကြောင်းဒါကသူ့သီးသမျှပဲလို့ပြောခဲ့ပါတယ်။ဂွန်းရဲ့အမေเจ้าကိုတော့တကယ်ဘာမှမသိဘူးလို့ရှင်းပြခဲ့ပါတယ်။အဲ့ဒီချိန်ဘိုးဖြူကတော့အိပ်ပျော်နေခဲ့ပါပြီ။နောက်ရက်မှာဂွန်းကဘိုးဖြူကိုဘောက်ကိုပြခဲ့ပါတယ်။သူတို့ကဘောက်ကိုဖွင့်ဖို့လုပ်ပေမဲ့မရခဲ့ပါဘူး။ဒါကြောင့်ဘိုးဖြူကဂွန်းကိုနတ်ကိုသုံးဖို့ပြောခဲ့ပါတယ်။ဂွန်းကနတ်ကိုသုံးလိုက်တော့အထဲမှာဘောက်တစ်ခုကထပ်ထွက်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့ဂွန်းကလိုင်စင်ကတ်ကိုသုံးပြီးတော့ဖွင့်လိုက်ပါတယ်။အထဲမှာတော့လက်စွပ်ရဲ့တိတ်ခွေရဲ့မမ်မိုရီကစ်တစ်ခုရဲ့ပါလာခဲ့ပါတယ်။ဒါကြောင့်ဂွန်းကတိတ်ခွေကိုအရင်ဖွင့်ကြည့်ဖို့လုပ်ခဲ့ပါတယ်။ဘိုးဖြူကတော့အရင်ဆုံးဓာတ်တွေကိုကော်ပီယူထားခိုင်းခဲ့ပါတယ်။အဲ့နောက်သူတို့ကတိတ်ခွေကိုယူပြီးတော့နားထောင်ခဲ့ပါတယ်။အဲ့ဒီချိန်တိတ်ခွေတွေကနေဂျင်းရဲ့အတန်ကထွက်လာခဲ့ပါတယ်それで一つဂွန်းတယောက်ပထမဆုံးအနေနဲ့သူ့ဖေရဲ့အတန်ကိုကြားဖို့ခဲ့ပြီးဒီနေ့ရဲ့အပိုင်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်